လုပ်ငန်းခွင်မှာတရုတ်စကားမပြောတတ်လို့ခွင့်ရကောင်းနေတင်ကိုယ်တိုင်လက်လို့ဆုံးရှုံးနေရပြီလား page မှာကျောင်းသားတွေခဏခဏလာမိနေတဲ့စကားပြောတင်တဲ့တက်ကိုလေဒီတစ်ခေါက်မှာဖွင့်ပြလိုက်ပြီနော်ပညာဒါနတင်တဲ့နေလဲပါဝင်လာဖြစ်တာမဟုတ်လို့ဒီဗီဒီယိုကိုတင်ကိုယ်တိုင်အဆုံးထိကြည့်ရှုဖို့တော့လိုအပ်ပါတယ်ပညာဒါနတင်တဲ့ဒီအနေနဲ့လက်ရှိမှာ basic အခြေခံအတန်းကိုနောက်လာမယ့်9လပိုင်း4ရက်နေ့မှာညနေ3နာရီကနေပြီးတော့4နာရီအထိကြားပေးမှာဖြစ်ပြီးတော့အပတ်စဉ်စနေတနင်္ဂနွေနေ့အတန်းရှိမှာဖြစ်ပါတယ်အခြေခံသင်တန်းကိုပညာဒါနဖြစ်တဲ့အတွက်ကြောင့်မလို့သင်တန်းကြီးကတော့သင်တို့အတွက်လုံးဝကိုအခမဲ့ပဲဖြစ်ပါတယ်လူကြီးကန့်သက်ထားတဲ့အတွက်ကြောင့်မို့လို့လည်းပဲအမြဲဆုံးသင်တန်းကိုလက်ရောက်အနံဖို့အတွက်ဖိတ်ခေါ်ပေးရစီရှင်တကယ်ပြောသင်တန်းကလာမယ့်လ9လပိုင်း4ရက်နေ့မှာစနေတနင်္ဂနွေနေ့ကိုည9နာရီကနေပြီးတော့10နာရီအထိကြားရမှာဖြစ်ပြီးတော့စကားပြောလေးအပြီးအပတ်စဉ်စကားပြောလေးချင်းတာလေးတွေကိုလည်းစီစဉ်ပေးဖို့မှာမို့လို့ဒီတစ်ခေါက်စကားပြောလေးချင်းမဲ့ကျောင်းသားတွေပဲဖြစ်ဖြစ်စကားပြောတင်မဲ့ကျောင်းသားတွေပဲဖြစ်ဖြစ်အထူးခွင့်ရမို့လို့လက်မလွတ်တင်ဘူးနော်တစ်လကို2000ဝန်းကျင်ပဲကြားတင်မှာဖြစ်ပြီးတော့ကျောင်းသားတွေအနေနဲ့ဒီတင်တန်းကလက်မခံတဲ့တင်တန်းတစ်ခုဖြစ်သွားပြီနော်လုပ်ငန်းခွင်မှာ HSK လက်မလို့နေတဲ့ကျောင်းသားတွေရှိရဆိုလို့ရှိရင်လည်းပဲဒီခေါက်တော့ရှိတို့ကျောင်းမှာ HSK အမှတ်ကောင်းတွေကိုရပြီးဖို့အတွက် train ပေးနေတဲ့ assistant teacher ဖြစ်တဲ့ရှင်းအောင်ရှိရဲ့အတန်းတတိဖြစ်တဲ့ HSK 1 HSK 2အတန်းတွေလည်းပဲ9လပိုင်းထဲမှာဖွင့်မှာဆိုတော့အဲ့တော့လူကြီးကန့်သက်ထားတာမို့လို့အမြင့်ဆုံးပဲအနံဖို့အတွက်တော့ရှိတို့ကဖိတ်ခေါ်ရနော်တို့တက်ချင်တဲ့တရုတ်စာပဲဖြစ်ဖြစ်စကားပြောပဲဖြစ်ဖြစ်အားလုံးကိုအဆင်ပြေအောင်ကူညီပေးနေတာမဟုတ်လို့အမြင့်ဆုံးပဲတော့ရှိတို့စီမှာကျောင်းသားဦးရေမပြည့်ခင်လာအနံဖို့ဖိတ်ခေါ်ရနော်